နန်းကြီးတော့ကိုလေအရင်ကြိုက်လို့အိမ်မှာခဏခဏလှုပ်ရှားဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့အိမ်မှာလှုပ်ရှားဖြစ်တဲ့နန်းကြီးတော့လုပ်နေလေးအကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်တူတူလိုက်ကြည့်ရအောင်နော်အရင်ဦးဆုံးကြက်သားအနှစ်လုပ်ဖို့အတွက်ကြက်ရင်ပုံသားလေးကိုတုံးထားတယ်ပေါ့နော်ကြက်သားလေးတွေကိုကိုလိုချင်တဲ့ပုံစံအရွယ်အစားတုံးထားလိုက်ပါတယ်အသားလေးတွေတုံးပြီးသွားပြီဆိုလို့ရှိရင်တော့အရသာနှံ့မယ်ပေါ့နော်အသားလေးတွေကိုစားအချိုမုံအသားမုံတို့ထည့်ပြီးတော့အရသာနှံ့သွားအောင်နေပြီးတော့ခဏလောက်နှက်ထားလိုက်ပါမယ်ပြီးရင်စီတက်ဖို့အတွက်ကြက်သွန်ဖြူနေခြင်းတို့ကိုလည်းစင်သင့်ပြင်ထားပါမယ်ပြီးတော့အနှစ်များများလေးလိုချင်တဲ့အတွက်ကြောင့်မို့ကြက်သွန်နီများများသုံးထားပါတယ်နော်စီထဲမှာနနွေးလေးထည့်ပြီးရင်တော့ချက်သွန်နီထည့်ပြီးတော့စီတက်ပါမယ်ချက်သွန်နီလေးနည်းနည်းနွမ်းလာတဲ့ခါကျလို့ရှိရင်တော့ချက်သွန်ဖြူနဲ့ချင်းတို့ပါတခါတည်းထည့်ပြီးစီတက်ပါမယ်နော်ချက်သွန်လေးတွေနွမ်းလာပြီဆိုလို့ရှိရင်တော့အယောင်တင်မုတ်လေးထည့်ပြီးတော့စီတက်ပေးမယ်ပြီးရင်ငံပြာရည်လေးနည်းငယ်ထည့်ပြီးတော့စီတက်ပေးပါမယ်အနက်လေးမှွေးလာပြီဆိုလို့ရှိရင်တော့ခုနကအရသာနေထားတဲ့အသားလေးတွေကိုပါထည့်ပြီးတော့စီပြန်လာတဲ့အထိလုံးပေးပါမယ်နော်အခုလိုမျိုးစီလေးလည်းပြန်လာပြီးအနက်လေးလည်းမှွေးလာပြီဆိုလို့ရှိရင်ရေနွေးလေးအနှဲငယ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးခဏတည်ပေးထားပါမယ်။ကြားထဲမှာလည်းအဖုံးလေးဖွင့်ပြီးတော့အသားလေးတွေကိုမှွေပေးပါတယ်နော်။အရသာမြည်ကြီးလိုက်တော့နည်းနည်းပေါ့နေတာနဲ့အသားမုံလေးနည်းနည်းထပ်ထည့်လိုက်တယ်ပေါ့နော်။ကဲအခုဆိုရင်တော့နန်းကြီးတို့တုပ်ဖို့အတွက်ချက်သားအနှစ်ကလေးကအစင်းသင့်ဖြစ်ပါပြီ။ခောက်ဆွဲဖက်လေးကိုကြားတော့ဒီယူရီးယားတစ်စိတ်ကလေးကိုပဲသုံးထားတယ်ပေါ့နော်။ခောက်ဆွဲအမအချောက်ဖြစ်တာမို့လို့သူ့ကိုမပြုတ်ခင်မှာနိုင်ဝက်45မိနစ်လောက်ရေအရင်စိတ်ပေးရပါတယ်။ခောက်ဆွဲလေးတွေပျော့လာပြီဆိုလို့ရှိရင်တော့အိုးထဲမှာစီလေးနည်းငယ်ထည့်ပြီးတော့ခောက်ဆွဲလေးစပြုတ်ပါတော့မယ်နော်။ခောက်ဆွဲရလေကိုစားချင်တဲ့အနေအထားရောက်ပြီဆိုလို့ရှိရင်တော့ချလို့ရတယ်ပေါ့နော်။ဒါပေမဲ့ဖြစ်ရကြတော့ခောက်ဆွဲကိုပြုတ်လေးစားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းကြပြုတ်ထားလိုက်တယ်စုစုပေါင်းမိနစ်20တော့ကြာသွားတယ်ပေါ့နော်။ပြုတ်ပြီးသွားပြီဆိုလို့ရှိရင်ခောက်ဆွဲကိုရေအေးလေးနဲ့စိမ်ထားမယ်ပြီးရင်ရေစစ်ထားပါမယ်။နန်းကြီးတို့ဆိုပေမဲ့ခောက်ဆွဲကတော့နန်းလက်အရွယ်စားလေးပေါ့နော်။ရေစစ်ထားတဲ့ခောက်ဆွဲလေးတွေကိုမကတ်သွားအောင်လို့စီလေးနည်းငယ်ထည့်ပြီးတော့နေပေးထားလိုက်ပါမယ်။ကဲဒါဆိုရင်တော့နန်းကြီးတို့တုပ်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီဒါကတော့ပါဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ငရုတ်သီးကြော်လေးတွေရဲ့ကြက်သားအနှစ်ရဲ့ဘဲဥလေးတွေကိုပြုတ်ပြီးတော့ချမ်းထားတယ်ပေါ့နော်တန်ပေးရသည်ကြက်သွန်နီပဲမုံကြက်သွန်ဖြူစီချက်လေးတို့အဆင်သင့်ပြင်ထားတယ်ပေါ့နော်ဒါဆိုရင်တော့နန်းကြီးတုပ်လေးစားနေလို့ရပါပြီခောက်ဆွဲထဲမှာကြက်သားအနှစ်ပဲမုံအချိုမုံငံပြာရည်ကြက်သွန်ဖြူစီချက်လေးတွေထည့်ထားပါမယ်ထည့်တာတော့မရိုက်လိုက်ရဘူးပေါ့နော်အခုကတော့တန်မြာသီးလေးနည်းငယ်ညှစ်ပြီးတော့ခောက်ဆွဲလေးနေပါတော့မယ်အခုလိုမျိုးနေပြီးသွားပြီဆိုရင်တော့စားဖို့အတွက်ပကံနဲ့ထည့်ပြီးပြင်လိုက်ပါတော့မယ်ချက်သားနှစ်လေးနဲ့ထပ်ထည့်တယ်ပေါ့နော်အနှစ်လေးနဲ့များများစားခြင်းလို့ပါဘဲဥလေးလှီထားတာထည့်တယ်ပြီးသွားလို့ရှိရင်ကြက်သွန်ဖြူစီချက်လေးအပေါ်ကနေနဲ့ထည့်တယ်ကြက်သွန်နီတံပရာသီးလေးပါထည့်ထားတယ်ပေါ့နော်ပြည့်ရအဆက်သိစားလို့မရတဲ့သူဆိုတော့ငရုတ်သီးထပ်မထည့်တော့ဘူးပေါ့နော်ဒါကတော့အိမ်မှာခဏခဏလှုပ်ရှားဖြစ်တဲ့နန်းကြီးတို့လုပ်နေလေးပါအရင်ရတာရှိပြီးစားလို့လည်းကောင်းတာမလို့အိမ်မှာလည်းလှုပ်ရှားကြည့်ကြနော်အားလုံးပဲ bye